တော့မှခွေးနဲ့ရန်တဲ့ကောက်မှ ခွေးဟုတ်တယ် တော့မှခွေးမှ ဝုတ်ဝုတ်အတမပြောပြငါဟိုတနေ့ကလည်းပြောလိုက်တယ်အော်လူခွေးတွေနဲ့လူတွေနဲ့တူတူနေတာလို့ခွေးတွေကတော့လူစိတ်ပေါက်လာမှာမဟုတ်ဘူးလို့လူတွေကပဲခွေးစိတ်ပေါက်တော့မှာအဲ့လိုရိုးစရာနိုင်ဟိုအင်းမဲလေးဖာစီမျိုးလက်ဆောင်လေးပို့ထားလေမြတ်မေငါတယူပေးလိုက်မယ် ဟုတ်တယ်ဟုတ်တယ်ငါအဲ့ဒါဟိုဟာပြစ်မလို့ပြောမလို့အာနာအဲ့ကောင်မလေးလည်းရောက်လာနေတော့ချဲကြီးဆိုတာ तू ကကိုပိုင်တစ်စိမ့်နော် အဘတော့အားကြီးတော့ ချဲကြီးဆိုတာဒီမှာငါပြောပြအောင်မယ် तू ကဘလို့လဲဆိုတော့ ကြာနော်ဆိုတာနဲ့လို့ ကိုမမတဲ့တုံးကြီးတဲ့နေရာတဲ့ဆိုရိုးဦးရဲ့အစာတို့ဒိုင်းချင်းနဲ့တယောက်စပရေးတို့ကတော့ရှိအဲ့လိုဖြန်းရတဲ့ဟာ အေး तू ကတောက်ချင်နဲ့လောက်ထားတဲ့အတွက်ကြောင့်တချို့ဆိုရင်လေဒိုင်းချင်းနဲ့တောက်ချင်တွေလိမ့်ရတယ်လေ तू ကတောက်ချင်နဲ့လောက်ထားတဲ့အတွက်ကြောင့်ဆိုတော့တောက်ချင်သုံးတဲ့သူတွေကအဆင်ပြေ စင်ပြေအဂျိုင်းယူနဲ့ပျောက်တယ်ပေါ့ဟာ အဲ့လိုပဲလို့ဒီမှာတရားကောင်းပါလေဆိုပြီးပါအဲ့လိုဒိုင်းချင်းနဲ့ပြောက်ဟုတ်ပေါ့နော်တို့တို့ချင်းနဲ့ထက်တာတွေပါလေအဲ့လိုမျိုးအဲ့ဒီမှာဒါက watch ဟိုကဒီအမွေးမြင်နေပါတယ်ဟိုကဖြစ်တာမြင်ဆိုလို့ပြောမယ် ပြောပါဦး ငါ့တငယ်တဲ့ငါတို့ကဟိုအကန်တော့လား အေး ရေကူးကြမယ်ဟိုတယ်ရေကူးပါလာဟုတ်ရေကူးပဲပါရေကူးဆောင်လို့ဝစ်စားပေါ့အေးငါတို့အပြန့်ဆိုင်ပြရမလားကောင်းမလေးဆိုတော့အပြန့်ဆိုင်ဝစ်စားရဲ့အချိန်မှာအဲ့ဒီကောင်းမထွက်လာတာအေးတကယ်ကိုလှပါလေသူခန္ဓာကိုယ်လည်းပြောစရာမလိုအသားကြီးလည်းပြောစရာမလိုလှတယ်ငါပြောတာနည်းနည်းတော့မှဂျိုင်းမွေးလေးကိုသိခဲ့သူကတော့တစ်ချက်တရီလွတ်တော့ရေကူးမယ်ဆိုပြီးတော့တကယ်ချင်းတွေတွားတဲ့အချိန်မှာသူကဂျိုင်းမွေးရိတ်ချိန်မရတော့ဘူးတော့သူကလည်းတရားလိုက်ဖြစ်နေတယ်ငါတို့ကဘာမှလောက်စရာမလိုဘူးလေကောက်ကနေငါသိရမလားအကုန်လုံးကစင်သစ်ပင်နေဆိုတော့အဲ့လိုမျိုးမဲ့ရေကူးလိုက်တဲ့အချိန်ဂျိုင်းမြုပ်လိုက်တဲ့အချိန်မှာအမွေးထွက်အားကောင်းချက်ထွက်အဲ့ချိန်မှာငါပြောပြတယ်အဲ့ချိန်မှာငါတန်နေဟာတစ်ခုပဲတော့တစ်ခုပဲမေးလိုက်တယ်ညီမင်းမဟုတ်ရဲ့လားအဲ့တော့ဒီဟာလို့ဟဲလို့ငါဟိုတနေ့ကငါဖုန်းဆက်တာတည်းသူပိုးတဲ့နေရတာမှမမလည်းဒီရောက်ပြီလားသူကငါဖုန်းဆက်အဲ့ချယ်ဒီကဖုန်းဆက်တဲ့အချိန်မှာအေးရောက်ပြီလို့ဆိုပြီးတော့အစိတ်ကူးရသွားတယ်အဲ့ကမှသူဖုန်းဆက်ပြီးတော့ဟာကမလို့နီးတွက်လို့ငါ surprise တခုရှိတယ်ငါဒီကပို့မလို့ချယ်ဒီကပို့မလို့ရောလို့ညီစိတ်တဲ့နေရလို့တလုံးအမွေးကိုရှင်းလို့ဟိုညအမွေးရှင်းခိုင်းတယ်ဆိုတော့ဟိုအမွေးကြတာဟော ဘယ်အမွေးလဲ ဟဲ့ငါဒီငါ့ကိုပြောပြလေဖျားဝဲလေလက်ပတ်လာပါလေ ပြောပြအောင်မယ်ဒီမပြောမယ်ဖျားပွဲလက်တန်လာအရင်တော့ဆိုရင်ကိုရဲရတို့တူတို့ကရတယ်ဆိုကိုရီးယားတောင်းတက်တော့ဆိုလိုက်သွားတာပေါ့လေ ကျောင်းပိတ်ရက်ဆိုတော့လိုက်လာ တောင်းပိတ်ရဲ့ဆိုရင်လိုက်သွားတဲ့အချိန်မှာပြောပြအောင်အဲ့လိုဖျားပွဲတိုင်းဆိုရင်စောလိုက်တက်တာပါတယ်လေသိလားစောလိုက်တက်တာပါတယ်ပါရတာငါတော့ကြည့်ကြတာပေါ့စောလိုက်တက်အရင်တော့ဆိုဟာဘယ်သူရမလဲအထိတ်လေးမှသူတို့က ငွေဆက်လေးစက် ကိုလေအိတ်ကလေးနဲ့ချိတ်ထားတာကိုအဲ့ဒါရရင်ငွေဘယ်လောက်ရမလဲဆိုကိုကနော်ဘယ်နှစ်ယောက်6ယောက်လားမသိဘူးနော် 9ယောက်6ယောက်လောက်ရှိရပေါ့အဲ့ 6ယောက်လောက်ရှိရတယောက်ပခုံးပေါ်တယောက်တက် ပခုံးပေါ်တစ်ခုံးတက်ပြီးတော့မှစိတ်ထိုက်ကိုလူတွေကမမိတော့လေဟိုလုံးဝအရှိဆိုတော့မမိတော့အဲ့စောတိုင်းကိုတက်ပြီးတော့မှအဲ့ဒီဟာငွေအဲ့စုငွေကိုယူရတာဖြစ်တင်တော့ပြောရအောင်ငါအဲ့လက်ပံလာမမရတာငါအခုချိန်နေမျက်လုံးနဲ့အရူထွက်ဘူး နည်းလည်းပါလာတယ်လို့လေ အဲ့ဒီအဲ့လိုတော့ကြည့်လိုက်တဲ့အချိန်မှာဟာလူတွေကလည်းမလက်ခုတစ်ဖြောင်းဖြောင်းနဲ့ အေး
ပြစ်တာပဲ ဘလို့တက်တော့ဟဲ့ အဲ့လေဟိုအဲ့လိုဘလို့လဲအဲ့လိုခွင်းနေတိုင်တိုင်းမှာ အဝိုင်းကြည့်နေကြပါဘော ဟောလေအဖွဲနေပြန်ရတာတစ်ဖွဲနဲ့တစ်ဖွဲအဲ့လိုပြန်ရတဲ့ဒီမှာတို့အဖွဲဟာဖြစ်စင်တော့ငါသွားကြည့်ရဲ့အဖွဲဟာတာဒီမဲ့သွားကြည့်ဟာလက်ခုပ်ပြိုလဲစုံညံ့ဟာခွင်းနေမှာလေ ပတ်စံလည်းရဖို့နီးနေပေါ့ဟေး မကလေးရောက်တာလေသူတို့ပတ်စံရကန်နီးလေလက်ခုပ်ကျန်လေလက်ခုပ်ပြိုပြီးတော့ငါတို့ကလည်းအဲ့ဘက်မှာရောရောင်ပြီးတော့အဲ့ဘာမှမသိပေါ့အဲ့ချိန်မှာဘာလဲလောက်လိုက်တာလည်းမသိအနောက်ကိုကိုကလည်းရကန်နီးနေစူးစားပန်းစားတွတ်နာပါရဲ့ဟိုလေဟိုညနေစားပြီလေနေကပုံနေတော့စီသေးမရိတ်သေးအဲ့နဲ့ဘာလဲလောက်လိုက်တာလည်းမသိဘူးပြန်လဲလဲရောပရိသတ်တွေကမရှိတော့ဘူးသူတို့လောက်တာရှိရလုံနေကြပါဘူးဟိုနားတစ်ခုဒီနားတစ်ခုညကြီးတယ်မလား အနာမရှိတော့ဘူးပေါ့ အနားမှမရှိတော့ဘူး အဲ့ဘာလို့ပါလိမ့်ပေါ့အဲ့အနေရပေါ်လဲမို့ပေါ်လဲမို့ဒီဟိုးထိဆုံးကလူကဝလုံးနဲ့သူ့ဟာနဲ့ညက်ပြီးနှလုံးကဘေးကိုပြုတ်ထွက်ထိုးထားတော့ကြတော့ဟဲ့ဝေးပြောင်းဝလုံးစီနေဆိုတော့လေအစီတူပြောင်းလို့နဲ့ तू ကလည်းမသိဆိုင်ဘူးနေမှာပေါ့ तू ကပတ်စံသူ့ကြီးကိုမဲနေတာဆိုတော့ဘလောက်အဲ့ဝလုံးနဲ့သူ့ဟာနေညက်နေတော့ပြောင်းထွက်နေတယ် အဲ့ကဘာဝတ်တာတော့ ဘောလုံးပေါင်းမီမမရရငါမမီသေးတယ်ဘောလုံးပေါင်းမီဆိုတော့သူဟာကျဲတယ် အေး အမဘေးမှာပြုတ်တယ်ဘောလုံးဒီလိုလေအဲ့ရလို့ဆိုတော့လေအဲ့နဲ့ထိပြီးတော့ဒီမှာဘယ်ကိုပြုတ်ထွက် အဲ့ဒါ ညက်ပြောင်းထွက်ပြီး အဲ့ဒါထွက်ပြေးကြပါပေါ့ ဘာလဲဟိုလူကြည့်လိုက်ဒီလိုဟိုလူကလည်းတိုးတိုးပြောကြည့်လိုက်လူကလည်းအဲ့လူကမသိရှာဘူးငါပြေးပြောနေတာလေငါစူပါမန်မဟုတ်တော့ဘော